ဌာနရဲ့အကျိုးကနောက်ဘဝကျမှချမ်းသာတာမဟုတ်ဘူးဒီဘဝလှူတဲ့လူတွေဟာလည်းပဲဒီဘဝမှာပဲအတိတ်ဘဝရဲ့ကံကိုအားပြုပြီးတော့စီးပွားဥစ္စာပို့တိုးလာတယ်ဆိုတာတော်များများဟာလက်ခံယုံကြည်ထားကြတာဖြစ်မလှူလို့မရှိလို့မလှူဆိုတဲ့ပုဂ္ဂိုလ်ဘယ်တော့မှမရှိဘယ်တော့မှမလှူဆိုတာဖြစ်တယ်ဝိစေရာသပမာဒါသဧဝံဒါနနာတိယတိနှမျောလို့မလှူတာရဲ့ကာမဂုဏ်အာယုန်တွေနဲ့ပဲချိန်ဖြုံးနေလို့မလှူတာရဲ့အဲ့ဒီအကြောင်းတစ်ခုရှိတယ်မလှူခြင်းကြောင့်လှူရင်ကိုယ်မှာကြောက်တဲ့ပုဂ္ဂိုလ်ဒီဆင်းချမ်းသာတာကိုကြောက်တာနဲ့သွားတူတယ်ချမ်းသာဒုက္ခကိုကုသိုလ်ကပေးတယ်ဆိုတာမသိဘူးမြတ်စွာဘုရားကဟောတယ်ဒါနတံဗုဒ္ဓာနိဘောဂာနိလူတိုင်းယခုဘဝရထားတဲ့စီစဉ်ဥစ္စာတွေကိုဒါန